အားလုံးမင်္ဂလာပါဒါလေးကတော့ကျွန်တော်ဒီနေ့ပို့အောင်ပစ္စည်းလေးပေါ့နော်ဗီဒီယိုမတင်လာလဲကြာပြီဆိုတော့လမ်းမတော်ပေါ့နော်မျိုးတဲ့လမ်းမတော်ပို့အောင်ပစ္စည်းလေး IR tester လေးအဲ့ဒါလေးကိုကျွန်တော်အကုန်လုံးတေချာဆမ်းပေးမယ်ဒီကောင်ဆိုအားသွင်းနေတာကိုဆမ်းပြတာနော်အားဝင်နေဒီလိုမျိုးဒီဝါကျိုး socket ပုံလေးပေါ်ပြီးတော့အပေါ်မှာဘတ်တီတိုးလေးပြေးနေမယ်နော်အဲ့တော့ဒီကောင်ကဘယ်နေရာမှာသုံးလဲဆိုတော့ကျွန်တော်တို့ lithium ကျွန်တော်တို့ lipo 4နော် lithium တွေ lipo 4တွေရဲ့ကျွန်တော်တို့ IR ကိုတိုင်းတာ IR ဆိုတော့သူ့ရဲ့အသက်ပေါ့နော်ကျွန်တော်တို့သုံးလို့ရသေးလားဘယ်လောက်သုံးလို့ကြံသေးလဲအဲ့လိုမျိုးခံမှန်းရတာပေါ့နော်ခံမှန်းရသူ့ရဲ့အသက်ကိုတိုင်းတာပေါ့နော်သုံးလို့ရသေးတာတကယ်လို့သုံးလို့မရတော့ဘူး IR များနေရင်သူက IR များနေသုံးလို့တိတ်မကောင်းတော့ဘယ်လိုဖြစ်လာမလဲဆိုတော့တိတာတယ်အားသွင်းရင်ခဏလေးနဲ့အားပြေသွားပြီးတော့ပြန်သုံးရင်လည်းခဏလေးနဲ့အားကုန်သွားလိမ့်အဲ့လိုမျိုးဆိုသုံးလို့မရတော့ဘူးเนาะအဲ့တော့ကြတော့ဘာလို့ဒီကောင်လိုလဲဆိုတော့ဒီကောင်ကြီးကသုံးရင်ဒီကောင်ဆိုတွဲဖို့ဆို၄လုံးစီးစက်ကတာဒီကောင်ဆိုတွဲဖို့ဆို၃လုံးစီးစက်တာเนาะကျွန်တော်တို့စပိန်မှာဆိုရင်24ဖို့ဆို9လုံးစီးစက်เนาะအဲ့တော့ဒီကောင်တွေမှာအဲ့လိုမျိုး IR တစ်လုံးနဲ့ကွက်ပြီးတော့များနေတယ်ဆိုရင်ကျန်တဲ့စီးဆက်ထားတဲ့အလုံးတွေကလည်းကျွန်တော်တို့အဆင်ပြေမှာမဟုတ်တော့ဘူးเนาะအဲ့တစ်လုံးကပဲအားမြန်ပြင်မယ်အဲ့တစ်လုံးကပဲအားမြန်ကုန်မယ်ဆို BN ကဖြတ်ချလိုက်အဲ့တော့အသုံးမခံတော့ဘူးအဲ့တော့အဲ့ IR များနေတဲ့အလုံးကိုကျွန်တော်တို့ပြန်ဖြုတ်ပြီးတော့ကျွန်တော်တို့ IR ကောင်းတဲ့အလုံးလေးကိုပြန်ထည့်လိုက်မယ်ဆိုရင်နောက်ကိုတော့ပို့ပြီးတော့သုံးခံသွားလိမ့်မယ်เนาะအဲ့တော့ဒီကောင်လေးတွေကိုကျွန်တော်စမ်းပြပေးမယ်ကျန်တဲ့ function ဘာမှပြောင်းကြမလို့ဘူးเนาะသုံးတာကလည်းလွယ်လွယ်လေးပဲသူ့မှာ product လေးပါတယ်ကျွန်တော်တို့ lithium ဆိုရင်ဒီ product လေးနဲ့ထောက်လိုက်ထောက်ပြီးတားရုံပဲเนาะ IR စက်ခွန်ပဲရှိတယ်ကောင်းတယ်เนาะ IR ကအများဆုံးအမြင်ကျွန်တော်တို့40ကျော်50ကျော်လောက်ဆိုရင်ကျွန်တော်တို့ဟောင်းတော့ပြောလို့မျိုးပဲမကောင်းတော့ဘူးပေါ့เนาะသုံးရတာကြာလာလိမ့်မယ်ခဏလေးနဲ့အားသွင်းပြေးပြီးတော့ခဏလေးနဲ့အားသွင်းကုန်ပြန်သုံးရင်လည်းခဏလေးနဲ့ကုန်သွားလိမ့်မယ်เนาะ IR စက်ခွန်ဆိုရင်တော့ကျွန်တော်တို့အစ်စ်တိုင်းပဲပေါ့เนาะအစ်စ်နီးလောက်ကိုကောင်းတယ်ပေါ့เนาะအဲ့လိုပြောလို့ရတယ်ဟုတ်နောက်ပြီးတော့ live 4လေးတိုင်းပြမယ်ဒါတော့ကျွန်တော်တို့ EB 180လေးပေါ့เนาะဒါလေးကိုဒီကောင်ကြတော့ညက်ကလေးနဲ့တိုင်းရမှာเนาะညက်ကလေးနဲ့တိုင်းတော့ပို့ပြီးတော့ညိနေတာပေါ့เนาะညက်ကလေးနဲ့တိုင်းတော့ပို့ပြီးညိနေ0.4เนาะ0.4ပဲရှိတယ်เนาะတော့ EB 180လေးเนาะအဲ့တော့ဒီကောင်လေးဆိုလဲ live 4ဆိုလဲဘယ်လောက်ဆိုရင်သုံးလို့မရဘူးလဲဆိုတော့ live 4ဆိုရင်ဒီကောင်က180ဆိုပြောတာเนาะ180ဆို IR ကျွန်တော်တို့6တွေ9တွေဆိုရင်သုံးရတာအဆင်မပြေတော့ဘူးပေါ့နော်ကျွန်တော်ပြောလို့မျိုးပဲအားသွင်းမြန်ပြီးတော့ပြန်တော့ရင်ခဏလေးနဲ့ကုန်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ဟုတ်နောက်ပြီးတော့နောက်ချက်ကျွန်တော်သတိပေးချင်တာကဒီမှာပါတဲ့ပင်လေးတွေနော်အဲ့ဒါလေးတွေကိုတေချာသိမ်းထားပါမနှုတ်ပြပါနဲ့ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တို့ပင်လေးတွေပါဒီမှာထိတ်ဒီကောင်လေးတွေကကျွန်တော်တို့ဒီလိုမျိုးတိုင်းနဲ့ဒီကောင်လေးတွေကတူသွားတာပဲဖြစ်ကျိုးသွားတာပဲဖြစ်ခဲ့ရင်ဒီကောင်လေးတွေလဲဖို့အတွက်အပိုးထည့်ပေးတာနော်အဲ့တော့ဘယ်လိုလဲရမလဲဆိုတော့ဒီကောင်လေးကိုလွယ်တယ်ဒီကောင်လေးကိုဒီလိုဆွဲထုတ်လိုက်ရုံနော်ဆွဲထုတ်လိုက်ရုံပဲဒီလိုချောင်းလေးပြီးရင်ပြန်တက်ရင်ဒီလိုလေးပဲထည့်လိုက်ရုံပဲနော်အဲ့ဒါဆိုရင်စင်ပြေသွားပြီနော်ဟုတ်သေချာဆန်းပေးလိုက်ပါတယ်အားလုံးပဲဒီ iron tester အကြောင်းလေးလည်းနားလည်မယ်လို့ထင်ပါတယ်အားလုံးကကျေးဇူးပါဗျ